ဟုတ်ကဲ့အဲ့တော့စာမျက်နှာ136เนาะစာမျက်နှာ136တော့ခုနဟာဆိုလို့ရှိရင်ခုနကကိုကအမားကျပြန်ပြီးရှင်းပြရမယ်ဆိုလို့ရှိရင်ကိုကရင်စည်းကမ်းလမ်းစည်းကမ်းချိုးဖောက်မိရဲ့ဟာကလည်းเนาะတစ်ချိန်နဲ့ကို3မှတ်အထက်မဟုတ်ဘဲနဲ့တစ်ချိန်နဲ့3မှတ်အထက်ဆိုတာဥမာလူတိုက်မိတော့ဖြစ်ဖြစ်ဟိုပါပေါ့เนาะဗာလဲဒီဘယ်လိုပြောရမလဲပစ္စည်းတွေပါတယ်လမ်းကဥမာသူများအိမ်နေဆိုင်နေပျက်စီးသွားအဲ့လိုမျိုးပေါ့နော်ကြီးကြီးမားမားလူသေးတော့ဆုံးသွားလူထိခိုက်ဒဏ်ရာရသွားတာအဲ့လိုမျိုးနဲ့ဟိုဟာတစ်ချိန်နဲ့အဲ့လိုဖြစ်သွားတဲ့ဟာမဟုတ်ဘဲနဲ့ခဏဖြစ်တဲ့ဟာပေါ့နော်ဘာလို့ तू ကဒီဟာဖြတ်ထားလဲဆိုလို့ရှိရင်တစ်ချိန်နဲ့ဖြစ်သွားတဲ့လူကကြတော့တန်းပြီးတော့ဘယ်လိုပြောရမလဲရင်မောင်းလိုက်စင်တိန်ခံရတာနိုင်ကြီးရှိတယ်ပေါ့နော်ဟိုမှာလူတကူထိခိုက်သွားတာတို့လူတည်ဆုံးသွားတာတို့အဲ့လိုဆိုလို့ရှိရင်အချက်ချင်းသူ့ကိုဟိုကောင်းမောင်းလိုက်စင်ရုပ်သိမ်းနိုင်ကြီးရှိတော့အဲ့ဒါမပါဘဲနဲ့တစ်ချိန်စီနဲ့3ချိန်sorry 3မှတ်အထက်ဖြစ်သွားတာမျိုးပေါ့နော်ခုနကျွန်မရှင်းပြထားလို့ပဲလူကမြညာမရက်ဘူးတစ်ချိန်မိသွားတယ်ကဲတစ်ချိန်ဆိုကိစ္စမရှိဘူးတမတ်ဆိုကိစ္စမရှိဘူးနောက်ထပ်ပြီးတော့ဟိုပါပေါ့နော်ဥမာအချိန်တင်တယ်ပေါ့နော်ဟိုဗာလဲဒီခိုးစုကူတိုးတို့မှာအချိန်ကို100ကီလိုနဲ့မောင်းမဲ့ဟာကိုဒီမှာ150လောက်အဲ့လောက်တွေတင်သွားတယ်အဲ့လိုဆိုရင်အမှတ်ထပ်ပြီးတော့မိပြီးတော့အဲ့လိုမျိုးနဲ့3မှတ်ကျော်ရမယ်နော်3မှတ်ကျော်ရရဲ4မှတ်ကျော်ရတယ်ဆိုတဲ့အချိန်မှာဆိုလို့ရှိရင်ကိုကဒီကိုစီကိုခုနကစူချီရောက်လာမယ်ဒါပြန်ပြီးတော့ coaching လုပ်ပေးရမယ်ပေါ့နော် training လုပ်ပေးရမယ်ဆိုပြီးတော့ရောက်လာတလားအတွင်းဖြည့်ပြီးတော့နော်ဖြည့်လို့ရှိရင်ဖြည့်ပြီးတော့ကိုကထပ်ပြီးတော့အဲ့ဒီကာလအတွင်းမှာရောဖြည့်ရဆိုတာတဲ့တော့ကြောက် training ပေါ့နော် training ဥခဲတို့ဆိုတာကြတော့ဟို training သွားပြီးတက်ပေးရပါပေါ့အဲ့လိုတက်ပြီးတော့အဲ့ဒီကာလအတွင်းမှာဘာမှမဖြစ်ဘူးဆိုလို့ရှိရင်เนาะပုံမှန်တိုင်းကိုဟိုပါပေါ့ဒီပုံမှန် license လိုမျိုးပြန်ဖြစ်မယ်အဲ့လိုမဟုတ်ဘဲနဲ့ထပ်ပြီးတော့ဖြစ်ပြန်လို့ဟိုဗာလဲအမှတ်က -3တခုထပ်ဖြစ်သွားပြန်ပြီဆိုထပ်ပြီးတော့ဒီစူချီရောက်လာမယ်ရောက်လာလို့ရှင်အဲ့တလအတွင်းမှာသူကကြတော့ဆိုင်းရှိခံဆိုပြီးတော့ပြန်ဖြေရမှာမျိုးဖြစ်သွားပြီဒီဆိုင်းရှိခံဆိုတာဘာလဲဆိုတော့အခုဒီဖြေနေကြတဲ့အကိုတွေအမတွေဖြေနေကြတဲ့ဒီပေါ့နော်ဆာမူဝဲကိုပြန်ဖြေရတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီဒီဟာကကြောက်ကုတ်ချင်းဆိုတာကြတော့ training ပဲသွားပြီးတော့အမအတန်းသွားနားထောင်ထိုင်းပြန်ပြီးတော့လေ့ကျင့်အဲ့ဒါပဲဒါကြောင့်ပြန်ဖြေရတာပြီပြန်ဖြေတဲ့အခါမှာဂေါကကုဖြစ်သွားရင်အဆင်ပြေတယ်ခုဂေါကကုဆိုလို့ရှိရင်တော့ကိုကမန်ကျော်အသိမ်းခံရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဆာမွေးမဖြေဘူးဆိုလို့ရှိရင်လည်းသိမ်းခံရမယ်နောက်ဒီမှာကလေးကမဖြေဘူးဆိုလို့ရှိရင်လည်းလိုပဲเนาะရှော့ရှင်းရှာဟိုပါပေါ့ဒီမှာ training ဥခဲလောက်ရမယ်ဟာမဥခဲတွားပြီးတော့ training တွားပြီးမတက်ဘူးဆိုလို့ရှိရင်လည်းအလကားနေနဲ့ရှီခံဖြေရနိုင်ရှိရကြောင်းကဲကွာအမှတ်ကျူးလို့မိသွားဆိုလို့ရှိရင်ဒီ training ကိုတွားတက်ပြီးတော့ training ကာလအတွင်းမှာအကယ်၍ဘာမှเนาะအမားပါညာမလုပ်ဘူးဆိုလို့ရှိရင်ကိုကပုံမှန်အတိုင်းမန်ကျော်ပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာကြီးကိုတွားမတက်ဖ ೇನೆ ဆိုင်းရှိခံပြန်ဖြေရမယ့်အခြေအနေဖြစ်သွားရင်မလွယ်တာကြောင့်ဒါလေးကိုတော့ဟာပေါ့เนาะဟုတ်ပြီဒါကကျွန်မကဟိုပါပေါ့နော်ဒီလက်တွေ့ဟိုမှာလဲစာမေးပွဲဆိုတာထက်လက်တွေ့မှာပို့ပြီးတော့လိုအပ်မယ်တည်တင်တယ်ထင်လို့ရှင်းပြပေးလိုက်တာပါအဲ့တော့စာမျက်နှာ130ခွန်ကိုရောက်သွားပြီဒီဘက်ကပွားဟာတွေတိတ်ပြီးတော့ဟိုဟာအရေးမကြီးဘူးဆိုအရေးမကြီးရဖြစ်တဲ့အတွက်ကြောင့်မလို့ကြော်လိုက်ပါမယ်နော်ဟုတ်ပြီဒီမှာခုတ်ဆိုင်အွန်တမန်ကျော်တိုးဂိုက်ကိုကွန်တမန်ကျော်ဆိုရေးထားတယ်ခုတ်ဆိုင်အွန်တမန်ကျော်ဆိုတာကတော့ဒါနိုင်ငံတကာမှာမောင်းလို့ရတယ်ကားမောင်းလိုက်စင်နောက်ဒီတစ်ခုကတော့ဒါနိုင်ငံခြားကားမောင်းလိုက်စင်ပေါ့နော်သူကကြတော့ဒိုးလိုကိုစုနီခေါင်းစုတို့ကြောရကိုနီရောအွန်တမန်ကျော်ရှောခုတ်ဆိုင်အွန်တမန်ကျော်ရဆိုလေတိုးနော်အွန်တမန်ကျော်ရှော外国運転免許証を有する人は日本に入国してから1年間その運転免許を運転することができることとされている、自動車など旅客用車両を除くを運転することができますပြောထားတယ်သူတွေပဲကြောင့်နိုင်ငံတော်မှာသုံးလို့ရတဲ့ဒီကားမောင်းလိုင်စင်တွေနဲ့နောက်နိုင်ငံခြားကားမောင်းလိုင်စင်ပေါ့နော်ဒီဟာတွေကတဲ့ဂျပန်ကိုရောက်ပြီးတော့ဟောပါဘောနော်တနှစ်အတွင်းမှာအဲ့ဒီ license နဲ့ကားမောင်းလို့ရတယ်ဒီညမှာအထူးတတိပြုရမှာကဂိုက်ကုကွန်တမင်ကျော်ရှော့ဆိုတာဂျပန်နိုင်ငံခြားကားမောင်း license ဖြစ်တယ်ဆိုပေမဲ့ဂျပန်နိုင်ငံနဲ့နော်ဂျပန်နဲ့ဟို
ဆက်ဆံရေးကောင်းတဲ့ဒီနိုင်ငံပဲဂျပန်နဲ့ဆက်ဆံရေးကောင်းတဲ့နိုင်ငံနောက်ပြီးတော့စာချုပ်ချုပ်ထားတဲ့နိုင်ငံဥပမာပြောရရင်အမေရိကပဲဖြစ်ဖြစ်အင်္ဂလန်ဒီယူရိုကတချို့နိုင်ငံတွေပေါ့နော်အဲ့ဒီနိုင်ငံကလူတွေရဲ့ဒီကောင်းမောင်းလိုင်စင်ကကြတော့ဂျပန်ကိုရောက်ပြီးဂျပန်လိုင်စင်မပြောင်းမင်းနဲ့လည်းမောင်းလို့ရတယ်ဒါပေမဲ့တစ်နှစ်အတွင်းเนาะဂျပန်ရောက်ပြီးတစ်နှစ်အတွင်းမှာကြိုက်လို့မောင်းလို့ရတယ်เนาะဒီခုတ်ဆိုင်အွန်တမန်ကျိုကတော့တည်ရတဲ့အတိုင်းပဲ international မှာမောင်းလို့ရတဲ့ license ဒါကတော့ပြန်ပြီးတော့အဲ့လိုကိုနိုင်ငံမှာ license ရပြီးတော့မှ international မောင်းလို့ရတဲ့ license ကိုပြန်ပြောင်းပြီးတော့မှမောင်းလို့ရတဲ့ဟာဒါကတော့နိုင်ငံခြား license ဆိုပေမဲ့ဂျပန်အတွင်းမှာဂျပန်နိုင်ငံနဲ့အဆင်ပြေတဲ့နိုင်ငံတွေဒီ contract စာချုပ်တွေပါရှိထားတဲ့နိုင်ငံသားတွေကင်ထားတယ်ဒီမောင်း license ဆိုရင်မောင်းလို့ရတာဖြစ်တယ်ဒီဟာကိုကိုကမသိပဲနဲ့เนาะငါဒါ guide ကူဝန်ထမ်း cure ဆိုနိုင်ငံသားတွေရဲ့ license ဆိုတော့ငါတို့မြန်မာပြည်မှာလည်းရခဲ့တဲ့ license နဲ့တနေ့အတွင်းမောင်းလို့ရရပဲဆိုဒါသွားမလုံးနဲ့เนาะဒါဆိုရင်မှားတော့မယ်သူကကြတော့ဒီဂျပန်နိုင်ငံနဲ့သတ်မှတ်ထားတဲ့စာချုပ်ချုပ်ထားတဲ့စီမင်းစည်းကမ်းလုပ်ထားတဲ့နိုင်ငံပဲရတာဖြစ်တယ်။နောက်မှတ်ရမှာကတော့ဒါဂျပန်ရောက်ပြီးတော့တစ်နှစ်အတွင်းမှာမောင်းလို့ရတာဖြစ်တယ်။ဒါမျိုးလေးမေးပါတယ်နော်။အဲ့ဒီတော့ဟုတ်ကဲ့ပါအဲ့ဒါလေးမှတ်ထားပေးပါ။နောက်ကျွန်မမေကွန်ဟောင်းတီးတန်အတန်းလေးဖွင့်ထားတာရှိပါတယ်ရှင်။မေကွန်ဟောင်းတီးတန်အတန်းကတော့အဲ့ဒီမေကွန်အေးပေါ့နော်ဆောင်းဘက်မှာဘယ်လိုဟာလေးမေးလေးရှိလဲနောက်ပြီးတော့ဘလိုဟာလေးတွေပါရင်ဒါရှောင်းတင်းတဲ့ဟာမှားနိုင်ကြီးများလားမှန်နိုင်ကြီးများလားနောက်တစ်ခုကကိုကဒီလိုမျိုးတင်တဲ့အချိန်ကြလို့ရှိရင်ကနားလဲတယ်ဆိုပေမဲ့တကယ်ဒီစာမေးပွဲကန်လည်းရောက်သွားရောနည်းနည်းဇဝေဇဝါဖြစ်သွားတာပေါ့ငါသိတယ်ငါဒီပုံကိုသိတယ်ဒါပေမဲ့ဘာလို့ဒီမေကွန်းကဘာဒိတ်မှားလားမှန်လားကိုကမရွေးနိုင်ဘူးဖြစ်နေရလဲမှားလားမှန်လားမဟုတ်ဘူးเนาะဘယ်လိုအဲ့လိုမျိုးမရွေးနိုင်ဘူးဖြစ်နေရလဲဇဝေဇဝါဖြစ်သွားတဲ့လူတွေများပါတယ်တကယ်စာမေးပွဲကန်နဲ့ဝင်သွားတဲ့အချိန်မှာအဲ့လိုမျိုးလူတွေတွေ့เนาะဇဝေဇဝါဖြစ်သွားကြတယ်ဆိုတော့ဘယ်လိုပြောအကိုရီမရေမောင်လေးညီမလေးတွေအတွက်ဒီမေကွန်ဟောင်းအတန်းကရည်ရွယ်ပြီးတော့ဖွင့်ထားတာပါအဲ့မေကွန်ဟောင်းအတန်းနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရဆိုလို့ရှိရင် CP ကိုချက်ပေါက်ကိုအသေးစိတ်လာမီလို့ရပါတယ်ရှင်နော်အဲ့ဒီအတန်းကတော့ပထမတုတ်ကအတန်းပေါ့နော်ပထမအတန်းကဒီပတ်ထဲမှာပြီးတော့မှာဆိုတော့နောက်ထပ်အတန်းထပ်ပြီးတော့ဖွင့်ပါမယ်ရှင်အဲ့တော့စိတ်ဝင်စားသူများလာမေးကြပါနောက်စာမျက်နှာ142ကိုရောက်သွားပြီဒီအလေကဟာတွေကတိတ်ပြီးတော့ဘယ်လိုပြောရမလဲပေါ့နော်အရေးမကြီးဘူးထင်လို့မဟုတ်ဘူးအရေးကြီးတာတိတ်မပါဘူးတရားအကြောင်းမလို့ကျွန်မကြော်လိုက်မယ်ဒီ142ကိုကြည့်မယ်142ကကြောင့် automatic ခရူမာနောန်တန်းဆိုပြီးတော့ပြောထားတယ်သူကကြောင့် auto ကားတွေတော့ပေါ့နော် manual မဟုတ်ဘဲနဲ့ auto ကားတွေမှာဘယ်လိုမျိုးမောင်းရမလဲဒါက automaticရှာယူနင်းရှာနော်အန်တန်ကြီးနော်ချွိဆိုပြီးပြောထားတယ် auto ကားတွေမှာဘယ်လိုမောင်းမလဲ automatic ရှာနော်အန်တန်က manual ရှာတော့ချီကကြီးクラッチ操作がいらないのでその分操作の負担が軽くなり運転が楽になりますが安易の気持ちで取り扱いしてはいけませんオートマティック車の運転の基準を理解し正確に操作することが安全運転のために必要ですပြောထားတယ်သူကကြတော့ဒီ automatic ကားတွေကပုံမှန် manual ကားမောင်းတာထက်ဆိုင်တော့လွယ်တယ်ဘာလို့ဆိုတော့သူစီမှာ class ဆိုတဲ့ဟာမပါလို့ပေါ့နော်class မပါတဲ့အခါကျလွယ်ဆိုပေမဲ့သူကဒီလက်လို့စပယ်အလုံးဝဂိမ်းမဆိုင်ပဲနဲ့တော့မောင်းလို့မရဘူးဆိုပြီးပြောထားတယ်ဒီညမှာမှတ်ရမှာကြတော့ဟူတန်ကခါရုခွနာလီအွန်တန်ကလာကုနော် manual ထဲဟူတန်ကခါရုခုဆိုတော့ဒါကတိတ်ပြီးတော့ဟူတန်ဆိုတာကြောင့်မြန်မာလိုဘယ်လိုပြောရမလဲတိတ်ပြီးတော့အရင်PVCCဖြစ်စရာမလိုဘူးပေါ့နော် stress အရင်မဖြစ်ဘူးပေါ့ stress အရင်မဖြစ်ဘူးနောက်ပြီးတော့ကားမောင်းကလည်းအဆင်ပြေတယ်ပို့ပြီးတော့အဆင်ပြေတယ်ဆိုပြီးတော့ပြောထားတယ်ဟုတ်ကဲ့ပါနောက်ထပ်ဟာကဒီနံပါတ်1ကနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ရှင်းပြပေးပါမယ်အသေးစိတ်ရှင်းပြပေးပါမယ်ရှင်